Benny Whiskey တစ်ခွက်နှစ်ခွက်ဘင်းနီရဲ့သတင်းတွေပွားပလဲနေစေဖြစ်သည်ရီရဲမှာစာချုပ်သစ်အမှုတွဲဖြင့်ပွတ်တိုင်နေသူလေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်တော်လဲသူ့တောင်းဆိုမှုများအထမြောက်လာဖို့မရှိသူအာဆင်နယ်ဘက်ကတရားဝင်ကန့်လန့်ခဲ့ပြီဟုတရားမဝင်သတင်းများစုပွက်နေသူအာဆင်နယ်ကိုသူရောက်လာရင်အခြား16သင်းလုံးတေဖို့သာပြင်ပြီးတော့ဟုစောင့်ကြည့်ဝေဖန်သူတူကကျိန်းပကားခဲ့သူပင်နီအဲ့ဒီဘင်းနီအပေါ်ကိုရောဘယ်နဲ့ရှိနေတယ်လဲရီရဲနဲ့စာချုပ်သစ်အတွက်သူ့ရဲ့တောင်းဆိုမှုတွေတကယ်ပဲများနေသလားကျွန်တော်မသိပါသိအောင်လည်းမကြိုးစားသိလည်းမသိကျင်ခဲ့ပထမတစ်ချက်အနေနဲ့သူ့စိတ်သက်ရေးရကိုကျွန်တော်နည်းနည်းချင်တာကိုတော့ဝန်ခံလို့သည်သူ့အပေါ်အသားရောင်ခွဲခြားကြသူတွေကိုယွံမုံတက်တော်လဲအဲ့ဒီအမှုတွေကိုသူတုံ့ပြန်ပုံကတစိမ့်တော့လွန်တယ်လို့ကျွန်တော်ခံစားရလိမ့်ရှိပါသည်သူတို့ဘဝသူတို့နာကျင်မှုကိုခမည်းမကိုချင်းမစာတတ်ဘဲတော့လာမပြောကြပါနဲ့လူမဲတွေအကြောင်းရေးသားထားသောစာအုပ်ပေါင်းများစွာကိုလွန်ခဲ့သောနှစ်40လောက်ကတည်းကကျွန်တော်ဖတ်ခဲ့တာဘင်းနီကဒီလိုအမှုမျိုးမှာပောက်ကွဲလွယ်တာမဟုတ်သူ့တုံ့ပြန်ပုံများဖြင့်ပွဲရှာလိုတာကပိုများနေတာဟုကျွန်တော်စီလာချစ်ရှာလိရှိသည်ဒုတိယမျက်နှာမှာတော့သူ့လိုမှော်ဆရာတူကိုမင်းဘယ်လန်းသွားမင်းနောက်ကလိုက်လို့နေမယ်ပဲသဘောထားနိုင်ပါသည်သူကလက်ရှိဘောလုံးမှာအကောင်းဆုံးကစားသမားဟုကျွန်တော်ကြောင်စရာမရှိသို့တော့အကောင်းဆုံးတွေတဲကရှေ့နားကြတယောက်ဟုတော့အမြဲယုံလေသည်အာဆင်နယ်ပြောင်းလာမှမဟုတ်ပါဘူးရီရဲအဟောင်းနဲ့မော်ရီညိုအသက်မှာလဲသူ့ကိုဘလို့မြင်ရမလဲဆိုတာကစိတ်ဝင်စားဖို့ကောင်းသည်သို့တော့ဒင်းကလေးသာအာဆင်နယ်ရောက်ခဲ့ရင်လေဆိုသည့်အတွေးကတော့ပိုပြီးယူခသွားအောင်လှပပါသည်အဲ့ဒီကြဘင်းနီအာဆင်နယ်ကိုဘလို့သဘောထားမလဲပေါ့လေဘသူမှမမေးလဲကို့ဘာသာမေးခွန်းတွေပြန်ထုတ်နေမိပြန်သည်အာဆင်နယ်ကိုအရင်ထက်ပိုချစ်သွားမှာပေါ့ကိုကျဲဘာသာမလဲဆိုဘင်းနီဝီစကီပဲချဗျာဟုမစင်မစားမှာမိသွားသောဝိုင်းတွေဆက်လာနိုင်သည်ဘင်းနီနဲ့အတူအာတီတာ၏ချန်ပီယံလိုင်စင်ကိုတက်တန်းတိုးသွားနိုင်သည်ဒါထက်ပိုပြီးအာဆင်နယ်ခေတ်တစ်ခုဖြစ်လာမလားဆိုသည့်အတွေးကိုလွတ်လပ်ခွင့်ပြုဖို့လဲကျွန်တော်တို့ဆုံးဖြတ်ရနိုင်ပါသည်ဒါတွေဟာမလွဲမသွေလားဆိုရင်တော့လေဖះကသူ့အပေါ်ဘလောက်အထိဂယုဏထားတော်မူတယ်လဲနှင့်တော့သက်ဆိုင်အောင်မှာပေါ့သူရောက်လာရင်ပဲအခြားအသင်းတွေဒီမိုးမှောင်တုံမောင်ပုတ်မရစေခင်ဖြစ်ကုန်ရမယ်ဆိုတာကတော့အတော်များပါသည်တခုပဲမနစ်ကချန်ပီယံဖြစ်သွားသောအာဆင်နယ်ထက်ပိုခက်သွားတော့မယ်ဆိုတာကိုတော့ခမည်းလဲသဘောတူနိုင်ပြီထင်ပါသည်ကျွန်တော်ဒီဘင်းနီကြောင့်အာဆင်နယ်ကိုသာမကမိခင်တက်ရန်လို့ပရီးမီးယားလိဂ်ကိုလည်းပိုချစ်မိသွားအောင်ပါပေးကြသည်တကယ်တော့ဒီအချိန်ကဘင်းနီဝီစကီဘယ်စီလဲဟုမေးမြန်းစူးစမ်းကြရအောင်သာအဲ့ဒီတဲ့ပိုပြီးဒီပုံမြင်ရဲ့အဆုံးသက်ကိုဘယ်သူမှအပြတ်ပြောနိုင်ကြမှာမဟုတ်သေးဒါဖြင့်ဘင်းနီလာရင်ခမည်းကြီးမန်ယူကိုမေ့သွားမလားဆိုတော့လေဆူတောင်းလေဟုကမန်းကရန်ပြန်ဖြည့်မိသွားလိမ့်မည်တဲ့သည်ဘင်းနီအာဆင်နယ်ကိုတွားရောက်အားပေးပြီးအချိန်တန်တော့ကို့မန်ယူဘူဒါယုံကြီးပဲပြန်လဲစိုက်ကကြရမှာပေါ့မဟုတ်ဘူးလား